လေးတွေရေငါနဲ့အတူနေပူစာလုံးမိကစားကြမလားကစားမေမနေ့ကတည်းကနေပူစာမလုံပါသေးဘူးလက်ချင်ငယ်လည်းမလုပ်ရသေးဘူးဟေးအမြင့်မှာတွဲလောင်းခုန်နေရတာမပြင်းဘူးလားတစ်ချိန်လုံးနေထိလေထိခံနေရတာမလုံတော့သေးဘူးလားနေအောင်ကြောင့်အသားကြီးပျက်စီးမယ်ငါတော့မလိုက်ချင်ဘူးဒါပေမဲ့နေအောင်ကမင်းတို့အတွက်ကောင်းပါတယ်မင်းတို့ကိုကြီးထွားတတ်မှပြီးချုံမြိတ်စီရလေငါတော့တရွက်ထူတဲ့ခိုင်းနေအောင်မှာပဲနေတာတော့အစီမီနေတော့မဲချောမလက်ပါပြီးဒါရီလောက်ရုပ်မစိုးဘူးလေသူဒီလောက်ရုပ်စိုးတာနောက်ဆိုဘသူကလိုချင်တော့မှလေအားကြစို့နာရီငါတို့အတူကကြမယ်နော်တငယ်ချင်းကြည့်ပါဦးမင်းရုပ်ကစိုးတဲ့စိုးလာပြီမင်းရဲ့အသားကြီးကကျန်းထုံနေတာပဲမိုးရီတွေကမင်းမျက်နှာတက်တက်ကိုလာပတ်နေတယ်တော်တော်တနာဖို့ကောင်းတဲ့ကောင်ခါကိုကြည်စမ်းမိုးရီလည်းမထိနေအောင်လည်းမထိဘလောက်စိန်ကြတယ်မင်းကတကိုင်းအောက်မှာကွယ်နေတာကိုရာတီဥတုတဲ့မခံစားတော့ချောမလာပတ်နေသေးတာပေါ့ငါကတော့ငါကငါကျင်တဲ့နတ်သမီးလေးတွေနဲ့ကစားရတာပျော်တယ်ဒါပေမဲ့မင်းလိုရုပ်ဆိုးတဲ့မလကာတီးကိုဘယ်သူမှလိုချင်မှာမဟုတ်ဘူးငါလိုအလုံးလလလေးတွေကိုပဲရွေးကြတာမင်းဒါတော့မသိဘူးလားကာတီးတွေကအရသာရှိလိုက်တာအလုံးနေရလဲကြီးပြီးလှမလားဒီညငါဖောင်းမွေးနေပဲအကောင်းဆုံးမလာကာတီးတွေကိုရွေးပြီးသူ့ကိုလက်ဆောင်ပေးရမယ်ဒါအဖွားနဲ့ငါအတူစိုက်ခဲ့တဲ့မလာကာပဲမဲ့တွေ့လာနိုင်ရဲ့လူတိုင်းကငါ့ကိုပဲရွေးကြတယ်ဘာလို့လဲသိလားငါကအမြင်လာတယ်အလုံးချောတယ်အယောင်ဝင်းတယ်မင်းလိုရုပ်ဆိုးဆိုးကြမ်းထုတ်တော့အတီးမဟုတ်ဘူးလင်းအဲ့ဒီလုံးကိုမရွေးနဲ့သမီးဘာလို့လဲအမေရဲ့ဒီလောက်ချောတဲ့အလုံးဝိုင်းကြီးဆိုတော့ချုံမသေးကြတယ်သမီးသိထားဖို့ကအခွန်ထူတဲ့အသီးတွေကနေတိုင်းနေတံမိုးတံခံထားရတာအဲ့ဒါကြောင့်အခွန်ထူတာလေဒါပေမဲ့အဲ့ဒါကြောင့်မို့လဲသူတို့ကအခြားလုံးတွေထက်ချိုတယ်တကယ်လားအမေသမီးအဲ့ဒါကိုမသိလို့ပါဒီအသီးကရုပ်ဆိုပေမဲ့ချိုးပြီးအရသာရှိတယ်ပေါ့ဟုတ်လားဟုတ်တာပေါ့ဒီလိုပဲပြောစကားနားထောင်ပြီးကောင်းတာတွေလုပ်ရင်သမီးကိုလူတိုင်းကချစ်မှာပါတကယ်လားဆိုတာအတွင်းစိတ်ရင်းကိုပြောတာပါအပြင်ပန်းတဲ့မဟုတ်ပါဘူးစိတ်ထားလာဖို့လေ့ကျင့်ယူရမယ်အခက်ခဲတွေစိန်ခေါ်မှုတွေအများကြီးကြုံရမယ်သမီးရုပ်လိုက်လုံလောက်ပြီလို့ပဲထင်ခဲ့တယ်ဒါကိုမတွေးခဲ့မိဘူးတကယ်လားဆိုတာအတွင်းစိတ်ရင်းကိုပြောတာပါအပြင်ပန်းတဲ့မဟုတ်ပါဘူးစိတ်ထားလာဖို့လေ့ကျင့်ယူရပါမယ်အခက်အခဲတွေအတားအဆီးတွေရဲ့စိန်ခေါ်မှုတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်